ခါလေးမှာလူတိုင်းကတော့နေ့စဉ်လုပ်နေရတဲ့လုပ်တွေကိုဘာမှလုပ်ချင်ကြင်စိတ်မရှိတော့ပဲရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပြန်မှန်းနွမ်းနေတဲ့နေ့တွေကကြုံကြမှာပါအဲ့လိုပဲဘန်းအောက်ဖြစ်စေနိုင်တဲ့အကြောင်းအရာတွေအမျိုးမျိုးရှိရတဲ့ကလုပ်ငန်းကိန်းနဲ့ဘန်းအောက်ဖြစ်တာကအများဆုံးဖြစ်လိရှိကြပါတယ်ဒါဆိုရင်တင်အလုပ်မှာဘန်းအောက်ဖြစ်နေတယ်ဆိုတာဘလို့အရာတွေကသိနိုင်မလဲအလုပ်လုပ်တဲ့အခါမှာအာရုံစူးစိုက်နိုင်စမ်းနေကြပြီးအချိန်ဆွဲမိတာမျိုးအလုပ်လုပ်ဖို့အားမရှိသလိုခံစားနေရလားအလုပ်မှာကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေကာယအနေနဲ့ပဲဖြစ်ဖြစ်ဆက်ဆံတဲ့အခါမှာစိတ်မရှိရာတွေဒေါသထက်လွယ်ရာတွေဖြစ်နေလားကိုလုပ်တဲ့အလုပ်တွေပေါ်မှာကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကိုယုံကြည်မှုမရှိတာတွေစိတ်ချနိုင်မှုမရှိတာမျိုးတွေဖြစ်နေလားဒီချက်လေးတွေကိုကြည့်ပြီးတော့တစ်ချက်နဲ့ကန့်ညီနေပြီဆိုရင်တင်အလုပ်မှာဘန်းအောက်ဖြစ်တယ်လို့ခံစားရတာဖြစ်နိုင်နေပါပြီဒါဆိုရင်အလုပ်မှာဘန်းအောက်ဖြစ်တာကိုဘယ်လိုကိုင်ထွယ်ဖြစ်ရှင်းမလဲ work life balance ဖြစ်အောင်နေပါအလုပ်တွေကြီးစက်တိုက်လုပ်နေတာကတင့်ကိုဘန်းအောက်ဖြစ်စေဖို့ဖြစ်နိုင်စေပါတယ်ဥပမာအလုပ်ကနေရက်ရှည်ခွင့်ယူပြီးခီးထွက်တာမျိုးနဲ့အနားယူချိန်မှာအလုပ်ကိုမေ့ထားပြီးကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာမျိုးကျန်းမာရေးလိုက်စားတာမျိုးစသဖြင့်အလုပ်နဲ့မဆိုင်ပဲကိုယ့်အတွက်အပန်းပြေစီမဲ့အရာလေးတွေအတွက်အချိန်ပေးကြည့်ပါ multitasking လုပ်ခြင်းကိုရှောင်ပါချိန်ထဲမှာအလုပ်2ခု3ခုပြိုင်လူလုပ်ခြင်းဟာအာရုံစူးစိုက်မှုကိုရော့ချစေပါတယ်အလုပ်ကိုတေချာပြီးမြောက်ကောင်းမွန်အောင်လုပ်ဆောင်မယ်ဆိုရင်တော့အလုပ်တစ်ခုတည်းကိုသာတေချာလုပ်ဆောင်ပါ to do list ချရေးပါဒီနေ့တာအလုပ်တွေမစတင်ခင်မှာအရင်ပြီးဖို့လိုအပ်တဲ့အရာတွေနဲ့အရေးကြီးဆုံးဖြစ်တဲ့ task တွေကို to do list ထိပ်ဆုံးမှာချရေးထားပါကို productivity အမြင့်ဆုံးဖြစ်နေတဲ့အချိန်တွေမှာအရေးကြီးဆုံးအလုပ်တွေကိုလုပ်ဆောင်မှုသတ်မှတ်ထားပါ break time ထားပါအလုပ်တွေဇက်တိုက်လုပ်နေတာကလည်းဘန်းအောက်ပိုဖြစ်နိုင်ပါတယ်ဒါကြောင့်အလုပ်လေးလုပ်ရင်းနဲ့ခဏတစ်ဖြုတ် break time ထားပြီးနားခြင်းက productivity ပိုဖြစ်စေပါတယ်အနားယူချိန်မှာရေတောက်တာအကြောလျှော့တာမျိုးဒီကောင်းလေတန့်ရှူတာမျိုးနဲ့မျက်စိခဏအနားပေးတာမျိုးတွေလုပ်သင့်ပါတယ်လုပ်ဖို့ကံဖက်ဒါမှမဟုတ်တငယ်ချင်းတွေစီကအကူအညီရယူပါကဲလို့အတင်လုံးမှာပြဿနာတစ်ခုခုရှိတာမျိုးကြောင့်ဘန်းအောက်ဖြစ်တာမျိုးဆိုရင်လေမိမိအလုပ်ငန်းရဲ့လုပ်ဖို့ကံဖက်တွေအထက်အရာရှိများနဲ့ဖြစ်ဖြစ်မိမိအခက်အခဲကိုပွင့်ပွင့်လင်းလင်းထုတ်ပြောပြီးကူညီဖြစ်ရှင်းနိုင်မလားစသဖြင့်ညှိနှိုင်းကြည့်တာမျိုးနဲ့ဒါမှမဟုတ်မိသားစုဝင်တွေဒါမှမဟုတ်ယုံကြည်ရတဲ့အကောင်းမြင်စိတ်ရှိတဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့တိုင်ပင်ကြည့်တာမျိုးလှုပ်ဆောင်ကြည့်ပါဒီလိုမျိုးတင်လုံးမှာဘန်းအောက်ဖြစ်နေပြီဆိုရင်လှုပ်ဆောင်ရမယ့်အချက်တွေကို Magnify မြန်မာကနေပြီးတော့မျှဝေပေးလိုက်ပါတယ်